မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရမယ်အောက်တန်းကြတဲ့အလုပ်ကိုမလုပ်အောင်ဒါဖြင့်မြင့်မြတ်တဲ့စိတ်ထားဆိုတာဘာလဲအများကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ထားဟာဒါမြင့်မြတ်တဲ့စိတ်ထားလို့ပြောရမယ်အဲ့တော့ဘုန်းကြီးတို့ဘဝမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရာအတွက်မြင့်မြတ်တဲ့အလုပ်ကိုလုပ်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်အဲ့တော့ကိုလုပ်တဲ့အလုပ်ကမြင့်မြတ်မှပါရမီဖြစ်မယ်လို့ဒီလိုပြောတာကိုလုပ်တဲ့လုပ်ရကနှိမ့်ချနေရင်ပါရမီမခေါ်နိုင်ဘူးတဲ့ကိုလုပ်တဲ့အလုပ်ဟာမြင့်မြတ်ရမယ်ဒါဖြင့်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာဘာတွေလုပ်ရတွေလုပ်သွားကြလဲဘုန်းကြီးတို့တွေအခုနံပါတ်1ခံယူထားမှာတော့တို့ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အတွက်မြင့်မြတ်တဲ့စိတ်ဓာတ်ကိုထားရမယ်နော်အောက်တန်းကြတဲ့စိတ်ဓာတ်တွေကိုတို့မထားရဘူးမြင့်မြတ်တဲ့အလုပ်ကိုလုပ်ရမယ်အောက်တန်းကြတဲ့အလုပ်ကိုမလုပ်အောင်ဒါဖြင့်မြင့်မြတ်တဲ့စိတ်ထားဆိုတာဘာလဲအများကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ထားဟာဒါမြင့်မြတ်တဲ့စိတ်ထားလို့ပြောရမယ်အများကိုမနာလိုတာတို့မရှုစိတ်နာတို့မုန်းတီးတာတို့ဆိုတာဒါအောက်တန်းကြတဲ့စိတ်ဓာတ်တွေပဲနော်အောက်တန်းကြတဲ့စိတ်ဓာတ်တွေအဲ့ဒီအောက်တန်းကြတဲ့စိတ်ဓာတ်တွေကိုဖယ်ရှားပြီးတော့အများကောင်းကျိုးကိုလိုလားတယ်မုန်းတီးမှုမရှိဘူးအများပေါ်မှာမနာလို့မရှုစိတ်နေမရှိဘူးအလုံးဝမ်းသာနိုင်တယ်မြင့်မြတ်တဲ့စိတ်ထားဆိုတာအများကောင်းစားစေခြင်းတယ်အများကောင်းစားလို့ရှိရင်ဝမ်းသာတယ်ကိုယ့်ရဲ့နှိမ့်ကြနေလို့ရှိရင်ကျင့်တာတရားထားတယ်ကုညီတယ်ကယ်မတယ်ဟောဒီစိတ်ဓာတ်တွေကမြင့်မြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေရှိတဲ့ပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာတာမြင့်မြတ်တဲ့စိတ်ဓာတ်ရှိသည့်အတွက်ကြောင့်လှုပ်တဲ့အခါမှာမြင့်မြတ်တဲ့လှုပ်ရက်တွေကိုလှုပ်လာတယ်တဲ့အဲ့ဒီလိုလှုပ်တဲ့အခါမှာလှုပ်ပုံလုံနည်းလေးတွေကွာခြားလာသေးတယ်ကွာခြားလာသည့်အတွက်ကြောင့်ရရှိလာတဲ့အကျိုးတရားလေးတွေကလည်းတဦးနဲ့တူမတူညီတာလေးတွေပေါ်လာတတ်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားအလောင်းလောက်ကင်ဆောင်ရွက်မှုတွေကြောင့်မို့လို့ပါရမီပြည့်စင်ကာလတုန်းကဘုရားလောင်းဟာမြင့်မြတ်တဲ့ပါရမီလုပ်ငန်းတွေကိုဘယ်ပုံလုပ်ခဲ့တယ်ဆိုတာသိရှိရမယ်ဆိုရင်အလွန်ကြီးညိုစရာကောင်းတယ်ကိုယ်တိုင်လည်းပဲဒီပါရမီလုပ်ငန်းတွေကိုလုပ်လို့ရတယ်ပေါ့အဲ့တော့မြတ်စွာဘုရားအလောင်းဟာကောင်းတာလုပ်တဲ့အခါမှာသူ့ရဲ့ထူးခြားတဲ့အချက်ကလေးတွေကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ဆွဲဆွဲမြဲမြဲလုပ်တတ်တယ်အခိုင်အမာဆွဲမြဲလှုပ်ချင်တဲ့အခါလှုပ်တယ်မလှုပ်ချင်တဲ့အခါမလှုပ်ဘူးဒီလိုမရှိဘူးတဲ့ဒါနကောင်းမှုလုပ်တဲ့အခါလဲဆွဲဆွဲမြဲမြဲလုပ်တယ်သီလဆောက်တည်တဲ့အခါမှာလဲဆွဲဆွဲမြဲမြဲလုပ်တယ်ဥပုသ်ဆောင်သုံးတဲ့အခါမှာလဲဆွဲဆွဲမြဲမြဲလုပ်တယ်ဘယ်ကောင်းမှုလုပ်လို့တန်ဋိဌာန်ကြီးကြီးမားမားနဲ့အမြဲတမ်းလုပ်တယ်တလေးတစားလုပ်တယ်တဲ့ဘုရားလောင်းနေဟာလုပ်တဲ့အခါအဲ့တော့လောကမှာကောင်းတဲ့အလုပ်လို့သတ်မှတ်ထားတဲ့နေရာမှာဘာတွေရှိတော့ဆိုရင်ကိုရှိတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပေးချမ်းတာဒါနကိုချင်းတရားကောင်းအောင်စီကံသတ်မှတ်ပြီးတော့လိုက်နာဆောင်ရွက်တာကသီလနော်ထိုသီလမှာယမယံခါဒီတိုးမြင့်ပြီးတော့စောင့်တည်လိုက်တယ်တိုးမြင့်ပြီးတော့စောင့်တည်လိုက်တယ်ဆိုတာညစာမစားဘူးအပျော်ပါမလှုပ်ဘူးကိုလှပတင့်တယ်အောင်မပြင်ဘူးကင်ကြီးခန်းကြီးရှိတဲ့အိယာမျိုးတွေမှာမအိပ်ဘူးလို့ဆိုရဲ8ပါးသီလပေါ့နော်ဥပောဒထလို့ခေါ်တယ်ကိုချင်းတရားကိုတိုးမြင့်ပြီးတော့နေတာဥပုသ်ဆောင်တယ်လို့ခေါ်တယ်အဲ့ဒီဥပုသ်ဆောင်တဲ့ကိစ္စကိုလည်းသူကဆွဲဆွဲမြဲမြဲလုပ်တယ်နောက်တစ်ခုကဘာတော့ဆိုရင်ကို့မှာကျေးဇူးရှိဆုံးပုဂ္ဂိုလ်လူဘဝရလာတဲ့အခါမှာကျေးဇူးရှိဆုံးပုဂ္ဂိုလ်ကဘယ်သူလဲဆိုရင်အမေနဲ့အဖေပဲအဲ့ဒီအမေအဖေပေါ်မှာလည်းပဲရေစံပြုစုဆောင်ရှောက်တယ်တဲ့အမေရဲ့ကျေးဇူးတရားကိုသိပြီးတော့ပြုစုဆောင်ရှောက်တယ်အဲ့ဒါကိုစာပေကမေတ္တယတာပတ္တိယတာလို့ဒီလိုခေါ်တယ်အမေကိုပြုစုလုပ်ကြွေးတယ်အဖေကိုပြုစုလုပ်ကြွေးတယ်ဒါရင်လားလို့ဆိုမဟုတ်ဘူးကိုဆွေတဲ့မျိုးထဲမှာဦးကြီးတို့ကြီးတော်တို့ဒေါ်တော်တို့ဆိုတဲ့ကိုတဲ့ဆွေတဲ့မျိုးထဲမှာအကြီးတွေရှိတယ်အဖိုးအဖွားတွေကစအဲ့ဒီလိုပုံကုမျိုးတွေကိုလည်းပဲရိုသေလေးစားပြီးတော့ကိုကဂယုတစိုက်ပြုစုပေးတယ်တဲ့ဒါတွေကိုကုလိစစ်ထာပစာယီလို့ခေါ်တယ်တလေးတစားလုပ်တယ်နောက်တစ်ခုကကိုချင်းသီလကောင်းတဲ့သမဏဗြဟ္မဏလို့ခေါ်တဲ့ဘာသာရေး
နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေယခုခေတ်ဆိုရင်တော့ယဟန်တန်ဃာတွေပေါ့နော်အဲ့ဒါတွေကိုလည်းလူဒန်းထောက်ပံ့မှုကိုပြုတယ်ဆိုတာဒါအဲ့ဒီခေတ်ကလုပ်နေကြကုသိုလ်တွေကဒါတွေပဲဟောအများကောင်းစားအောင်လုပ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့စင်စစ်မပြတ်လုပ်တယ်ဆွဲဆွဲမြဲမြဲလုပ်တယ်အခိုင်အမာလုပ်တယ်အဲ့ဒီစင်စစ်မပြတ်လုပ်ပြီးတော့ဆွဲဆွဲမြဲမြဲအခိုင်အမာလုပ်တာအဲ့ဒီပါရမီကုသိုလ်တွေကိုအခိုင်အမာလုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာရလာတဲ့အခါဒီကုသိုလ်တွေကြောင့်လူဘဝရောက်လာလို့ရှင်ဘယ်လိုအကျိုးထူးတွေခံစားရလဲလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုတဲ့တစ်ဖက်ရန်သူတွေကနေပြီးတော့လှုပ်ရှားအောင်ရွေ့ရှားအောင်ဆိုတော့ကိုရှိတဲ့စည်းစိမ်ဥစ္စာတွေပျက်စီးသွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးတဲ့သူကအခိုင်အမာလုပ်ခဲ့သည့်အတွက်ကြောင့်သူ့ရဲ့စည်းစိမ်ဥစ္စာတွေကိုရွေ့ရှားသွားအောင်သို့မဟုတ်သူ့ယာတူးကျသွားအောင်ကစပြီးတော့ဒီလိုဟာမျိုးတွေကိုဘေးကရန်သူတွေကလုတ်ပြစ်လို့မရဘူးတဲ့ခိုင်မာတယ်လို့ပြောတာနော်ဟောဘုရားလောင်းတွေကအဲ့လိုကျင့်စဉ်ကိုကျင့်ခဲ့သည့်အတွက်ကြောင့်ရထားတဲ့ position တစ်ခုဟာခိုင်မာနေဒီကုသိုလ်ကြောင့်ရလို့ရှိရင်ဘာဖြစ်လို့တော့ဆိုရင်ကုသိုလ်လုပ်တုန်းကသူကအခိုင်မာလုပ်ခဲ့တယ်အခိုင်မာလုပ်ခဲ့တယ်အဲ့ဒီပါရမီပုံရိပ်တွေကဘယ်မှာသွားပေါ်တတ်တုံလို့ဆိုလို့ရှိရင်ခြေထောက်မှာသွားပေါ်တယ်လူတွေတချို့ခြေထောက်တွေကတဦးနဲ့တဦးမတူတတ်ဘူးခြေပေါ်ဝါးကနင်းလိုက်လို့ရှိရင်အလဲကောင်ကခွက်ပြီးတော့အဖျားနဲ့ဖနှောက်နဲ့ပဲထင်တယ်အလဲကောင်ကခွက်အဲ့ဒီပုံကိုယ်တွေကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာအခိုင်အမာမလုပ်ခဲ့လို့ဒီပုံရိပ်ပေါ်တာတဲ့အေးကုသိုလ်ကောင်းမှုကိုအခိုင်အမာလုပ်မလို့ကိုယ့်အကိုစစ်ကြည့်ခြင်းခြေရာလေးနင်းကြည့်ပေါ့အဲ့တော့ခြေရာဟာတပြေးညီတဲ့ထိနေပြီဆိုလို့ရှိရင်ဒါတို့ကုသိုလ်ကောင်းမှုဆွဲဆွဲမြဲမြဲလုပ်ခဲ့တဲ့ပုံကိုယ်ဆိုတာထင်ရှားတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ခြေရာကတပြေးညီရှိတယ်သူကအလဲခွက်ပြီးတော့ဟိုဘက်ဒီဘက်တင်ထင်တာမဟုတ်ဘူးအားလုံးကိုထင်ပြီးတော့ခြေရာတပြေးညီထင်တယ်တဲ့။ဩကုသိုလ်ကောင်းမှုကိုခိုင်ခိုင်မာမာလုပ်သည့်အတွက်ကြောင့်သူ့ရဲ့ယက်တည်မှုကလည်းခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတရုပ်ဖော်ပြတာပေါ့။ဒါကြောင့်မို့ဘုန်းကြီးတို့တွေကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဘာလုပ်လို့ခိုင်ခိုင်မာမာဆွဲဆွဲမြဲမြဲစောင့်တည်ပြီးတော့ဓမ္လှသမာဒါနလို့ခေါ်တယ်။ခိုင်ခိုင်မာမာဆွဲမြဲပြီးတော့လှုပ်တဲ့တဲ့အဲ့ဒီလိုလှုပ်လို့ရှိရင်ခုနကရရှိလာတဲ့အကျိုးတရားကပါရမီပုံရိပ်အမှတ်တစိတ်အနေနဲ့ကတော့ခြေပေါ်ဟာပြည့်ပြည့်ဖြူဖြူဖြစ်လာပြီးတော့ဘယ်သူကမှကိုယ့်ကိုတွန်းလှန်ဖယ်ရှားခြင်းကမတတ်နိုင်ဘူးတဲ့ကိုယ့်ကိုကြံ့ကြံ့ခံနိုင်တယ်လို့ဒီလိုပြောတာနော်ဟောနောက်တစ်ခုကဘုန်းကြီးတို့တွေစဉ်းစားရမှာဒီလောကလူတွေဟာကိုယ်ကောင်းစားရေးလှုပ်တာတော့ဒါထုံးစံနော်ကိုကောင်းစားရေးလှုပ်ကြတယ်ကိုကောင်းစားရေးလှုပ်တယ်အများကောင်းစားရေးလှုပ်ပြီးဆိုတာထူးခြားချက်ပေါ့အဲ့တော့ကိုကောင်းစားရေးလှုပ်တာကပါရမီမဟုတ်ဘူးအများကောင်းစားရေးလှုပ်တာကြတော့ပါရမီဖြစ်လာတယ်အဲ့ဒီအများကောင်းစားရေးလှုပ်ပြီးအများတွေချမ်းသာဖို့အတွက်လှုပ်လာပြီးဆိုလို့ရှိရင်ဒါပါရမီကုသိုလ်တစ်ခုပဲသူကကိုဘဝရလာလို့ရှိရင်အေးအများအတွက်အမြဲတမ်းထည့်ပြီးတော့စဉ်းစားတယ်ကိုရက်ွက်မှာဆိုရင်ရက်ွက်ထဲမှာရှိတဲ့အများနော်မြို့နယ်မှာရှိရင်လည်းမြို့နယ်အများပေါ့ဒီလိုအများအတွက်အများစုအတွက်အများကောင်းစားဖို့အတွက်အများချမ်းသာဖို့အတွက်လုပ်ပေးတဲ့ကုသိုလ်ကောင်းမှုမျိုးဟာဒါပါရမီကုသိုလ်တစ်ခုဖြစ်လာပြီးတော့အလှူဒန်းလုပ်တဲ့အခါမှာတဲ့တပရိဝါဒဒါနလို့ခေါ်တယ်ကိုလှူတဲ့ပစ္စည်းတစ်ခုမှာအချမ်းရံလေးနဲ့လှူတယ်လို့ပြောတယ်ဒါကြောင့်မို့လို့ပရိဝါဒဒါနဖြစ်အောင်လို့တချို့ဟိုပစ္စည်းလေးမျိုးစုံလုပ်ပြီးတော့လှူတယ်ပေါ့အဓိကလှူတာကဥပမာဆိုတော့ပစ္စည်းတစ်ခုကိုအဓိကထားလှူတယ်အဲ့ဒီပစ္စည်းရဲ့အချမ်းရံဖြစ်တခြားပစ္စည်းတွေပါထည့်ပြီးတော့လှူတယ်သူကအဲ့ဒါကိုတပရိဝါဒဒါနလို့ခေါ်တယ်ပေါ့ဒီမှာပဲဆိုတော့ဟိုသင်္ကန်းလှူတယ်ဆိုလို့ရှိရင်ဖနက်လှူတယ်ထီလှူတယ်ဒီပြင်ပစ္စည်းလေးတွေပါထည့်လှူတယ်ဒါတပရိဝါဒဒါနအဓိကလှူတာကသင်္ကန်းကျန်တာတွေကအချမ်းရံအနေနဲ့ထည့်ပေးတယ်လို့ဒီလိုပြောတယ်အဲ့ဒါမျိုးကိုတပရိဝါဒဒါနလို့ခေါ်တယ်အများကောင်းစားအောင်ကြိုးစားအထောက်ပေးခြင်းအလှူဒန်းလှူတယ်ထီကြီးတစ်ခုတည်းမလှူဘဲနဲ့အချမ်းရံနဲ့လှူတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာအချမ်းရံများတယ်ဆိုတဲ့အကျိုးတရားရတယ်တဲ့တချို့ကျတော့ဟိုကုသိုလ်ကောင်းမှုလုပ်ပြီးတော့အချမ်းရံနည်းတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်လေကုသိုလ်ကောင်းမှုလုပ်တယ်လုပ်ပြီးတော့လူဘဝရလာတဲ့အခါမှာဘလောက်ပဲချမ်းသာကိုထီအချမ်းရံသိမ့်မရှိကြဘူး
နောက်ဓမ္မပဒအထက်ကရာမှာအချမ်းရံများတဲ့အကြောင်းတစ်ခုကတော့တစ်ခုပြထားတာရှိတယ်ကိုယ်တိုင်သာလှူပြီးတော့သူများကိုတိုက်တွန်းနှိုးဆော်ပေးမှုမရှိဘူးတဲ့အဲ့ဒါအချမ်းရံများအဲ့ဒီကိစ္စကတော့တိတ်မလွယ်တော့ဘူးတိတ်မလွယ်ဘူးတခါတလေသွားပြီးတော့စော်အော်ရေး organize လုပ်တဲ့လုပ်ကတိတ်လွယ်တာမဟုတ်ဘူးเนาะမလွယ်ဘူးအခက်အခဲတွေနဲ့ခြုံတတ်တယ်ပေါ့အဲ့တော့အခုအချမ်းရံကိုလှူတဲ့အခါတိုင်းအချမ်းရံလေးပစ္စည်းကိုအချမ်းရံလေးထည့်ပြီးတော့လှူလို့ရှိရင်အချမ်းရံများတယ်ဆိုရယ်အကျိုးရနိုင်တယ်ဆိုတာတော့မြတ်စွာဘုရားရဲ့ဒီပါရမီပုံရိပ်အမှတ်တစိတ်ထဲတဲ့အကြောင်းကိုရေးထားတဲ့စာပေထဲမှာတက်ရိုက်ပါတယ်ပေါ့အချမ်းရံများခြင်းလို့ရှိရင်အချမ်းရံနဲ့ပစ္စည်းလှူတဲ့အခါမှာတစ်မျိုးတည်းမလှူဘဲနဲ့အချမ်းရံလေးနဲ့ထည့်ပြီးတော့လှူတာတဲ့သပရိဝါဒဒါနလို့ခေါ်တယ်တဲ့နောက်တစ်ခုကတော့လူတွေဟာဆုတောင်းကြတယ်လေအသက်ရှည်ကြပါစေကျန်းမာပါစေเนาะသွားပြီးတော့မင်္ဂလာပွဲတွေမှာဆိုသွားကြောလို့ရှိရင်အိုအောင်မင်းအောင်ပေါင်းရပါစေတို့ဘာလို့တောင်းဆုပေးကြတယ်အသက်ရှည်ဖို့တော့ဆုပေးနေကြအဲ့တော့မြတ်စွာဘုရားကဟောထားတဲ့သုတ်တန်တစ်ခုမှာဒါတွေကဆုတောင်းနေရမယ့်ကိစ္စတွေမဟုတ်ဘူးတဲ့ဆုတောင်းလို့ရမယ်ဆိုလို့ရှိရင်ဘယ်သူနဲ့ဘယ်သူမှကွာခြားကြတော့မှာမဟုတ်ဘူးလူတိုင်းဟာအကောင်းပဲတောင်းကြမှာကြီးပဲတဲ့ဆုတောင်းလို့ကတော့မရနိုင်ဘူးတဲ့ရသော်ဗျာဆုတောင်းပြီးတော့မနေသင့်ဘူးဘာလို့ရမလဲအသက်ရှိခြင်းအသက်ရှိချောင်းကောင်းမှုကိုလုပ်သင့်တယ်ဟောဒီကအဲ့ဒီအတွေးခေါ်ရလဲအမတ္တမအရေးကြီးတာနော်ထိုင်ပြီးတော့ဆုတောင်းနေလို့တော့ဘာမှမရဘူးလို့မြတ်စွာဘုရားဟောတယ်အဲ့တော့အသက်ရှိချောင်းကောင်းမှုဆိုတာဘာလဲလို့ဆိုလို့ရှိရင်သူများအသက်တတ်ခြင်းမှရှောင်ကျင်ရမယ်ပါဏာတိပါဒကရှောင်ကျင်တယ်ရှောင်ကျင်ရုံနဲ့မကဘူးနိခိတဒန္တောနိဟိတဒန္တောနိဟိတတတ္ထောတတ္တဝါတွေကိုတတ်ဖို့လက်နဲ့ကစမထားဘူးပေါ့ဥပမာပဲဆိုတော့တချို့ကပါဏာတိပါဒရှောင်တာလေးတွေတော့ရှိတယ်အကြီးကြီးတွေသာမတတ်တာဘာတော့တတ်တုံဆိုချင်းလေးတွေကြိုးလေးတွေပွဲစိတ်လေးတွေအဲ့တော့ပါဏာတိပါဒဆိုတဲ့နေရာမှာပြည့်စုံအောင်လိုက်နာဖို့လိုအပ်တယ်အသက်ရှည်ခြင်းအသက်ရှည်ပါစေလို့ဆုတောင်းနေရုံနဲ့မရဘူးတဲ့သူများတဲ့တတ်ခြင်းကနံပါတ်1ရှောင်ရမယ်ရှောင်ပြီးတော့သူများတဲ့တတ်ဖို့ဆိုတဲ့လက်နဲ့ကစားပြီးကိုယ်စီမှာမထားရဘူးမထားရုံနဲ့မကဘူးဒီလိုတတ်တယ်ဖြတ်တယ်ဆိုတဲ့အလုပ်ကိုယွန်းရှာမုန်းတီးတဲ့စိတ်ရှိရမယ်ရှက်ရမယ်ဒီအလုပ်ဟာရှက်เสียကြီးမကောင်းတဲ့အလုပ်ကြီးတစ်ခုဖြစ်လူတွေကတဲ့ဟာကိုရှက်เสียလို့သိမတတ်မှတ်ဘူးနော်အလွယ်တကူလေးနဲ့တတ္တဝါလေးတွေဟာကိုယ့်လက်ကြားထဲမှာပဲအသက်ပြောက်သွားတာတွေအများကြီးပဲနော်ဖြတ်ခနဲ့ဆိုအသက်ပြောက်သွားရှာကြအကောင်သေးပို့ပြီးတော့လွယ်ကူတတ်ကြအဲ့ဒါတွေရှောင်ရမယ်လို့ပြောတာနော်တချို့ကဒါရှောင်နေလို့မဖြစ်ဘူးလို့သူကထင်ကောင်းထင်လေအဲ့ဒါတော့ကိုယ့်ရဲ့ကောင်းစားရေးတစ်ခုတည်းကိုဒါစိတ်ကအောင်းမေ့လို့ဒီလိုဖြစ်တာအမှန်တော့ကိုချမ်းသာရေးတစ်ခုတည်းကိုစဉ်းစားတယ်သူများအတွက်မစဉ်းစားဘူးဆိုတဲ့အဓိပ္ပာယ်ပဲပေါ့နော်အဲ့တော့ပါဏာတိပါဒကရှောင်းတယ်တပ်ဖြတ်တဲ့လက်နဲ့ကစကိုယ်စီမှာမထားဘူးဒီအလုပ်ဟာရှက်เสียအလုပ်လို့သတ်မှတ်တယ်သတ်မှတ်ရုံနဲ့မကဘူးတတ္တဝါတွေအားလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကျင်နာသနာတဲ့စိတ်တွေထားရမယ်တဲ့အဲ့ဒီကြမှာပါဏာတိပါဒကပြည့်စုံတယ်လို့ပြောတာလုံးဝရှောင်ကျင်လိုက်တယ်အဲ့ဒါလို့လုံးဝရှောင်ကျင်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီလိုပြည့်ပြည့်ဝဝရှောင်ကျင်လိုက်လို့ရှင်ဖြစ်လျက်ဘဝမှာ तू ကအသက်ရှည်တယ်ဘယ်သူမှဆူတောင်းပေးစရာမလိုဘူး तू ကိုအသက်ရှည်ယောဂကင်းတယ်ကြမ်းပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင် तू ဒီဘဝတစ်ခုကိုကုသိုလ်ကံကဖန်တီးပေးလိုက်တယ်ဖန်တီးပေးလိုက်ကြတဲ့ तू ကဒီပါဏာတိပါဒအလုတ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ထဲမှာ तू ကအသက်တူဖို့အတွက်တို့ယောဂများဖို့အတွက်တို့က positive အနေနဲ့ပါလာပြီအကုသိုလ်လှုပ်ထားလို့ရှင်အဲ့ဒါ positive အနေနဲ့ထည့်ထားပြီးသားဖြစ်ဘလို့မှရှောင်လို့တိမ်လို့မရနိုင်ဘူးဒါကံတရားကဖန်တီးပေးလိုက်တဲ့ထဲမှာဒီဟာပါနေမျိုးစိတ်ထဲမှာဒါဝင်နေသည့်အတွက်ကြောင့်ပြင်ဘက်ကအကြောင်းတစ်ခုလာတယ် तू ကဒုက္ခရောက်တော့မှသိကြအေးလေးလာလိုက်နှာစီးလိုက်ချောင်းဆိုးလိုက်လာမဲ तू ကအဲ့ဒါနော်တခုလာတိုင်းသူယောဂလေးတွေရဖို့အတွက်ခါလာနေမှာပဲဘာဖြစ်လို့လဲဆိုတော့ခုခေတ်သူပြောရင်တော့ resistant power ညံ့လို့ဘာလို့ဘာကြောင့်ညံ့တာတော့ဆိုရင်ခုနကပါဏာတိပါဒကလောက်ခဲ့လို့ညံ့
ဟောပဏာတိပါဒကံမလုတ်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့ဘလောက်အေးဘာမှမဖြစ်ဘူးသူ့မှာ resistant power ကောင်းနေတာဟောဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ပင်ကိုယ်ဓာတ်ခံကညံ့နေပြီဆိုလို့ရှိရင်ဒီယောဂတွေရလာမှာပဲယောဂရရုံနဲ့မကဘူးအသက်တူမှုဆိုတာဖြစ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဘုရားလောင်းတော်တွေဟာပါဠိပါဒအမှုကရှောင်ပြီဆိုလို့ရှိရင်ပြည့်ပြည့်ဝဝအဲ့ဒါလို့မေတ္တာဘာဝနာပွားသည်ထိအောင်ရှောင်နိုင်တဲ့အနေအထားမျိုးရောက်တယ်တဲ့အဲ့ဒါလို့ရှောင်မှုဒါမှမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းပြေဝဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကသူများကိုကြွေးတယ်ဆိုတာလူတွေကကိုစားရင်ကောင်းတာကြွေးစားလေးရှိတယ်ပေါ့သူများကိုကြွေးတာကြတော့အများပဲဆိုပြီးတော့ကြွေးတတ်ကြတယ်ပေါ့တချို့ကြတော့လဲကောင်းလို့ရတွေကြွေးတတ်တယ်ပေါ့အေးကောင်းလို့ရတွေသူများကိုနှစ်သက်စရာကောင်းတဲ့အစာအာဟာရတွေကိုကျွေးမွေးတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဖြစ်လျာဘဝမှာသူကအသားအရည်ကလည်းပြည့်ပြည့်ဖြိုးဖြိုးဖြစ်တယ်တဲ့အစာအစာတွေလည်းပေါ်တယ်ဒါခုဘဝမှာဟိုဝဝဖြိုးဖြိုးရှိတဲ့ပုဂ္ဂိုလ်တွေကဟိုဘဝကကျွေးခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်မှာနော်ကျွေးခဲ့တယ်အယိုးနေပြီးတော့အသားများတယ်ပေါ့ဒါဝဝဖြိုးဖြိုးအဲ့ဒါလို့ကို့မှာအကျိုးပေးကအဲ့ဒါလို့ဘုန်းကြီးတို့တွေ့ဘူးတယ်မန်းလေးမှာဆရာတော်ကြီးတစ်ပါးဆိုလို့ရှိရင်ဘုန်းကြီးတို့ဆရာပါပဲအမြဲတမ်းကြွေးတယ်အဲ့ဆရာတော်ခေါ်ပြီးတော့ကောင်းတာတွေကြွေးတယ်သူလည်းစားတယ်ကောင်းတာတွေအမြဲတမ်းကြွေးတယ်ကြွေးတော့ဒီကနေ့ကြီးသူ့เจ้าမှာဘယ်တော့မှမရှာဘူးအမြဲတမ်းအကောင်းတွေတအားပေါ်ကြွေးမွေးအိတ်ခံနေလို့ဒီဘဝတည်းပဲဟိုပေါ်များတယ်ပေါ့နော်အေးမကြွေးမွေးတဲ့ဆရာတော်ကြီးတွေလည်းရှိတတ်သေးတယ်အဲ့ဒီမကြွေးမွေးတဲ့ဆရာတော်တွေကြတော့ကြောင်အိမ်ထဲတွေမှာပဲရှိတာကမှုတက်ကိုလည်းမစားဘူးသူများလည်းမကြွေးဘူးစားစရာလည်းတိတ်မရှိဘူးဟောအဲ့လိုမျိုးဖြစ်တတ်တယ်ဟောအကျိုးတရားဆိုတာအဲ့လိုသူဟာနဲ့သူเนาะနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေတတိထားရမှာလူတွေဟာအပေါင်းနဲ့အသင်းနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ညီညီညွတ်ညွတ်နေကြကြတယ်သို့တော်နေလို့ရလားဆိုမတည့်ကြဘူးခဏနေတော့ကြမတည့်ပြန်ဘူးကွဲပြန်ပြီเนาะသဘောထားချင်းမတိုက်ဆိုင်လို့ဆိုတာတွေပေါ်လာတတ်တယ်အဲ့ဒါလို့ဖြစ်တာဘာကြောင့်လဲဆိုခုနကကုသိုလ်ကောင်းမှုလုပ်တဲ့အချိန်တုန်းကလိုအပ်တာတွေမရှိခဲ့လို့ပဲအဲ့တော့ဘာလုပ်ရမလဲလို့ဆိုလို့ရှိရင်သင်္ကာဟဝတ္ထုတရား၄ပါးလို့ဆိုတာ organization ပေါ့ organization ကောင်းဖို့လိုတယ် condition for organization အဲ့ဒါဘာတော့ဆိုရင်ဒါနပေးကမ်းတယ်ကိုယ်အချင်းချင်းအတိုင်းဝိုင်းထဲမှာပေးတယ်လက်ဆောင်ပေးတယ်ဒါနပေယဝိဇ္ဇစကားပြောတဲ့အခါမှာကျင်နာတဲ့စကားမျိုးကိုပဲပြောတယ်ကျင်နာတဲ့စကားမျိုးဆိုတာတစ်ဖက်သားကိုအကျိုးရှိတဲ့စကားမျိုးတွေပြောတယ်လိုက်နာရမယ့်စကားမျိုးလေးတွေပြောတယ်တရားစကားပြောတယ်ဒါပေယဝိဇ္ဇလို့ခေါ်တယ်ပေါ့ဟိုလိုချွဲချွဲပြစ်ပြစ်ပြောတာမျိုးကိုပြောတာမဟုတ်ဘူးနော်ဟောကျင်နာတဲ့စကားဆိုတာတစ်ဖက်သားပေါ်မှာသူကရင်ရင်ကြေးကြေးပြောတာမျိုးကိုဆိုလို့ရင်ကြေးရမယ်တစ်ဖက်သားနားဝင်တဲ့စကားမျိုးဖြစ်ရမယ်တစ်ဖက်သားမှာအကျိုးရှိတဲ့စကားမျိုးတွေဖြစ်ရမယ်အကူအညီပေးပြီးတော့အကြံပေးတာမျိုးတွေတို့အဲ့ဒါမျိုးပေယဝိဇ္ဇလို့ခေါ်တယ်နောက်တစ်ခုကအဋ္ဌစရိယသူ့မှာကိစ္စဝိဇ္ဇရှိရင်မနေတတ်ဘူးလှုပ်တယ်၊ကိုင်တယ်၊ဝိုင်းပြီးတော့ဆောင်ရွက်ပေးတယ်အဋ္ဌစရိယတမဏတ္တာကိုကဘလောက်ပဲယာရုကြီးကြီးဓာတ်နုထားပြီးတော့ဆက်ဆံတယ်ဟောအဲ့ဒါလို့ဆက်ဆံနေနိုင်ရမယ်အဲ့ဒါသင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ်အဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘယ်ဘဝရောက်ရောက်သူ့အတိုင်းဝိုင်းဟာစီလုံးညီညွတ်တဲ့အတိုင်းဝိုင်းမျိုးနဲ့ပဲတွေ့မယ်တဲ့အဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဟာတော့ကြဟိုလူကထွက်သွားတယ်ဒီလူကထွက်သွားတယ်ဟိုမတည့်ကြဘူးဆိုတာမျိုးတွေဖြစ်တတ်တယ်တဲ့နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်လောကလူတွေထဲမှာနေတဲ့အခါမှာတစ်ဖက်သားကိုဓမ္မရေးရာစကားမျိုးတွေဆိုပါစို့ဟိုတရားပွဲတွေကျင်းပပြီးတော့တရားအလှူပေးတာနော်ဓမ္မနဲ့ပတ်သက်ပြီးတော့အများနားလည်ဖို့အတွက်ဓမ္မစာအုပ်တွေလှူဒန်းတယ်ဓမ္မစာအုပ်တွေလှူဒန်းတယ်တရားဟောရတဲ့ပုဂ္ဂိုလ်တွေပြင်ပြီးတော့တရားပွဲတွေလုပ်တယ်တရားတိတ်ခွေတွေလှူတယ်ကအစပေါ့နော်တရားနဲ့ပတ်သက်ပြီးတော့အမှန်တရားတွေကိုသိကြပါစေဆိုတဲ့စိတ်ကောင်းနှလုံးကောင်းနဲ့လှူတဲ့ပုဂ္ဂိုလ်တဦးဟာဘယ်တော့ဖြစ်ဖြစ်အကောင်းတွေပဲတွေ့ရတယ်တဲ့ဖြစ်လျာဘဝမှာကောင်းကျိုးချမ်းသာရဖို့ရအကောင်းတွေနဲ့ပဲတွေ့ရတယ်
ဒီလိုဟောတာဟောနောက်တစ်ခုကတော့လူလောကမှာလူတွေအလုံးသိကြတဲ့အတိုင်းဘာအရေးကြီးဆုံးလုံးဆိုရင်ပညာဟာအရေးကြီးဆုံးပဲပညာနရဏံရတနံပညာဟာလူတွေရဲ့တန်ဖိုးရှိတဲ့ယရနာတစ်မျိုးပဲဒါကြောင့်မို့လို့မိဘတွေကလည်းသားသမီးလေးမွေးဖွားလာလို့ရှိရင်ပညာတတ်ကြီးဖြစ်စေချင်တယ်သင်ပေးတာပေါ့ပညာတွေအဲ့တော့ပညာဟာတန်ဖိုးရှိတယ်ပေါ့လောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်အသိလိမ္မာဉာဏ်ပညာဆိုတာအလွန်တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်လို့ဒီအတွက်အများကြီးအကုန်ကြခံပြီးတော့မိဘတွေကလှုပ်ကြရတယ်ပေါ့အဲ့ဒါလိုလှုပ်တဲ့အခါမှာသားသမီးကကိုပေးတဲ့ပညာတွေအကုန်ခံယူနိုင်စွမ်းရှိချင်မှရှိတာကိုကဘလောက်ကြောင်းနေထားပေးသားသမီးကအဲ့ဒီအဆင့်မရောက်တာတွေလည်းရှိတယ်ပေါ့အဲ့တော့ဖြစ်လျက်ဘဝမှာပညာကြီးမားတယ်ခုခေတ်စကားနဲ့ဆိုအိုင်ကျူမြင့်မို့ရာအတွက်ကဘာတွေလိုအပ်နေသလဲအတိတ်ဘဝပေါ်မှာမှီတီးနေတာတွေရှိတယ်တဲ့ဒါကြောင့်မို့လို့ဒီဘဝမှာဖြစ်လျက်ဘဝမှာကိုယ့်ကိုယ်အိုင်ကျူမြင့်အောင်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဘာလုပ်ရမလဲစဉ်းစားကြည့်ရမှာပေါ့မနေ့ကပဲဂျာနယ်တစ်ခုထဲမှာဖတ်ကြည့်လိုက်တယ်စင်ကာပူနိုင်ငံသားတစ်ယောက်73နှစ်ပဲရှိသေးတယ်တက္ကသိုလ်ပညာတစ်ခုတက်တော့မယ်ဆိုတာသူဖြေထားတဲ့အဖြေတွေကလည်းအကုန်လုံးအားလုံးအမှန်လေးကြီးပဲတဲ့73နှစ်အရွယ်နဲ့တက္ကသိုလ်တက်နိုင်တဲ့အဆင့်တန်းမျိုးရောက်လာအိုင်ကျူမြင့်နေပေါ့နော်ဒါမျိုးတွေကဖြစ်ရှိတတ်တယ်ပေါ့အဲ့ဒါဘဝကသူကဘာတွေလှုပ်လာခဲ့လို့လဲလို့ဆိုတော့ပညာပါရမီဖြည့်တယ်ပညာပါရမီဖြည့်တယ်ဆိုတဲ့အထဲမှာဘယ်လိုဟာပညာပါရမီဖြစ်တယ်လဲခုခေတ်တော့ပညာဒါနနဲ့ပြောနေကြတာပညာသင်ကြားရေးအတွက်အထောက်အကူပြုပေးကြတယ်နော်ပညာသင်ကြားရေးအတွက်အထောက်အကူပြုပေးကြတယ်ပညာရေးအတွက်လှူကြတယ်တန်းကြတယ်အဲ့လိုဟာတွေကပညာဒါနလားလို့ဆိုပညာကိုရည်စူးလှူသည့်အတွက်ကြောင့်ပညာဒါနလို့တော့ပြောနိုင်တယ်ဒါပေမဲ့လို့အဲ့ဒါတွေကအပြင်ပန်းနေကြီးပဲအကုန်လုံးအတွင်းမဟုတ်ဘူးအဲ့တော့ကိုပညာရဖို့အတွက်ကတော့မြတ်စွာဘုရားဟောထားတာကတော့ဖြစ်လျက်ဘဝမှာပညာကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုဘာလုပ်သင့်တယ်လဲဘာမလုပ်သင့်ဘူးလဲဘယ်ဟာကကုသိုလ်လဲဘယ်ဟာကအကုသိုလ်လဲဘယ်ဟာကအပြစ်ရှိတယ်လဲဘယ်ဟာကအပြစ်မရှိဘူးလဲဆိုတဲ့မေးမြန်းမှုစုံစမ်းမှုလေးလာမှုဟာတကယ်ပညာပဲတဲ့အဲ့ဒါဒီဘဝတည်းမှာမေးမြန်းစုံစမ်းခြင်းဖြင့်ပညာတွေရလာတာဖြစ်လို့ तू ကတကယ်အတွင်းခုနကအထောက်အကူပြုတယ်ဆိုတာပညာဒါနအထောက်အကူပြုရင်ကိုပညာသင်ကြားတဲ့အခါမှာကို့မှာအလွယ်တကူအထောက်အကူတွေရနိုင်တယ်ဆိုတဲ့အကျိုးလောက်ပဲဖြစ်နိုင်လောက်เสียရှိတယ်ပေါ့နော်ပညာတတ်ဖို့ရအတွက်ဆူတောင်းပြီးတော့လုပ်လို့ရှိရင်အထောက်အကူတွေတော့ဖြစ်ကောင်းဖြစ်မယ်ကျောင်းနေဖို့အစဉ်သင်ဖြစ်ခြင်းဖြစ်မယ်သို့တော့အတွင်းအနှစ်အနေနဲ့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရအတွက်ကတော့အခုဘဝမှာမေးမြန်းတာတို့လေ့လာတာတို့စူးစမ်းတာတွေတို့ကမှပို့ပြီးတော့တိုက်ရိုက်ပို့ကြတယ်တဲ့ဘုရားဟောတဲ့တရားထဲမှာလည်းပဲတကယ်ကိုပညာကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကပညာတတ်တဲ့ပုဂ္ဂိုလ်တွေကိုချင်းကပ်ပြီးတော့မေးမြန်းတယ်တဲ့ဒါကုသိုလ်လားဒါအကုသိုလ်လားဒါဘယ်လိုအဓိပ္ပာယ်မှတ်ရမလဲဒါကအပြစ်ရှိသလားဒါကအပြစ်မရှိဘူးလားဒါကလောက်ကောင်းသလားဒါကမလောက်ကောင်းဘူးလားလို့ဒီလိုစူးစမ်းလေးလာမေးမြန်းခြင်းဟာတဲ့ဖြစ်လျက်ဘဝမှာပညာကြီးမားခြင်းရဲ့အကြောင်းတစ်ခုပါတဲ့နောက်တစ်ခုကတရားနာခြင်းဟာလည်းပညာကြီးပွားခြင်းရဲ့အကြောင်းတစ်ခုပါလို့ဒီလိုဟောတယ်ဒါကြောင့်ဘုန်းကြီးတို့တွေဒီဟာကိုလည်းမမေ့သင့်ဘူးပေါ့နော်ဟိုလွယ်ကူတဲ့ပညာဒါနဆိုပြီးတော့ပညာရေးအထောက်ပံ့ပေးုံနဲ့ပဲငါဖြစ်လျက်ဘဝမှာပညာကြီးမယ်လို့ဒီလိုမတွက်သင့်ဘူးပေါ့စာထဲမှာတိုက်ရိုက်ပါတာတော့ခုလိုမေးမြန်းစုံစမ်းတာဟာပညာကြီးခြင်းအကြောင်းလို့ဒီလိုပါတယ်ဒါကြောင့်မို့လူဘဝရလာတဲ့အခိုက်မှာကုသိုလ်ကောင်းမှုတွေလုပ်ပုံလုပ်နည်းအခြေအနေလိုက်လို့လုပ်တဲ့ကုသိုလ်ကောင်းမှုအလိုက်ဘုန်းကြီးတို့တွေကောင်းကျိုးချမ်းသာတွေဟာကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာမှာဖြစ်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အတွက်မြင့်မြတ်တဲ့အလုပ်တွေလုပ်ကြရမှာဖြစ်တယ်မြင့်မြတ်တဲ့စိတ်ထားတွေကိုထားပြီးမြင့်မြတ်တဲ့ကိုယ်ကျင့်တရားတွေနဲ့စခန်းသွားမှသာလေဘုန်းကြီးတို့တွေမှာပါရမီကုသိုလ်တွေဖြစ်ပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်မှာလို့ကိုယ်စီသဘောကျပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ချင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း